လိုက်ထအားလုံးပဲမင်္ဂလာပါဒီကတော့ဂျာမနီနိုင်ငံမှာ hospital လုပ်ချင်တဲ့သူတွေအများဆုံးမေးဖြစ်တဲ့မေးခွန်းကိုဒီဗီဒီယိုတစ်ခုတည်းနဲ့အစအဆုံးပြည့်ပြည့်စုံစုံရှင်းပြသွားမှာဖြစ်ပါတယ် hospital လုပ်တဲ့လစာကဒီမှာနေဖို့စားဖို့အတွက်လုံလောက်ရဲ့လားလုံလောက်တယ်ဆိုလို့ရှိရင်တစ်လကိုဘယ်လောက်ထိစုမိနိုင်လဲအစရှိသဖြင့်ဒီလိုမေးခွန်းလေးတွေကိုဒီဗီဒီယိုထဲမှာအကုန်လုံးပြည့်ပြည့်စုံစုံပြပြပေးသွားပါမယ်ရှင်ပထမဦးဆုံးအနေနဲ့ဒီ hospital မှာလစာကအကုန်လုံးမတူကြဘူးပေါ့နော်ဥပမာအားဖြင့် ID သမားတွေ nurse သမားတွေက1000ကနေ1200 1300အများဆုံး1500အထိတောင်ရတတ်ကြပေမဲ့logistic ဘိုင်းတို့ပြီးရင် hospitality ဘိုင်းတို့ကကျတော့1000နဲ့သူ့အောက်ဝင်းကျင်လောက်ပဲရတယ်ပေါ့နော် hospital လုပ်နေတဲ့အချိန်မှာဒီက bruto 1200ရတစ်လကို1200ရတယ်လို့သတ်မှတ်ပြီးတော့ဒီဗီဒီယိုမှာဒီ1200နဲ့လောက်နိုင်မလောက်နိုင်ရှင်းပြပေးသွားပါမယ်ရှင်လူအများစုက1200လောက်ရတယ်ဆိုလို့ရှိရင်လောက်မှာပါဆိုပြီးတော့လည်းမျိုးတွေးတတ်ကြရဲပေါ့နော်ဒါပေမဲ့ဒီ1200က netto salary မဟုတ်ဘဲနဲ့ bruto ဖြစ်တဲ့အကြောင်းကိုကောင်းလေးခေထားပါမယ်ဒီဂျာမနီနိုင်ငံမှာ bruto ရဲ့ netto ရဲ့ဆိုပြီးတော့꿰ရပေါ့နော် bruto ကကြတော့အခွန်တွေအခတွေကျန်းမာရေးအာမခံတွေပြီးရင်ပင်စင်လူမှုဖူလုံရေးဒီလိုမျိုးဟာတွေအတွက်ကိုမနှုတ်ခင်မဖြတ်ခင်ရတဲ့လစာကိုbruto လို့ခေါ်ပြီးတော့အဲ့ဒီဟာတွေဖြတ်ပြီးတော့ကိုယ့်အတွက်အသက်တင်ရတဲ့ငွေကိုကြတော့ netto လို့ခေါ်ပါတယ်အခုဒီ2025မှာလစာကို bruto အနေနဲ့1200လောက်ရတယ်ဆိုလို့ရှိရင် netto ကဒီ social class ပေါ့နော် tax class ပေါ်မူတည်ပြီးတော့များသောအားဖြင့်ယူရို930ကနေပြီးတော့ယူရို980အထိကိုယ့်လက်ထဲကို netto ရပါလိမ့်မယ်အခုဒီဗီဒီယိုမှာဒီ980နဲ့ဒီတလားစာအတွက်လောက်ငနိုင်မလောက်ငနိုင်ကိုဆက်ပြီးတော့ရှင်းပြသွားပါမယ်ပထမဆုံးသိထားရမှာကဒီရန်ကုန်နဲ့နယ်မြို့နဲ့ကုန်ကျစရိတ်တွေကွာတယ်လို့ပဲဒီနေရာမှာလည်းမြို့ကြီးတွေနဲ့မြို့သေးတွေကုန်ကျစရိတ်အရန်ကွာပါတယ်အဲ့တော့ခီတာအခုနေနေတဲ့ Hamburg ကိုမြို့ကြီးအနေနဲ့ဥပမာထားပြီး Leipzig လိုမြို့ငယ်လေးတည်တည်လေးတစ်မြို့ကိုမြို့သေးအနေနဲ့ဒီလိုဥပမာနှစ်ခုရှင်ပြီးတော့ရှင်းပြပေးသွားပါမယ်အရင်ဦးဆုံး Hamburg ကိုကြည့်မယ်ဈေးက Hamburg လိုမြို့ကြီးတစ်မြို့မှာ VK ပဲနေမယ်ဆိုလို့ရှိရင် VK ဈေးတွေက450ကနေ800 900အထိပေါက်ပါတယ်အထူးသဖြင့် City Center မှာနေမယ်ဆိုလို့900လောက်ထိပေါက်နိုင်ပါတယ်ဒါတော့ studio မဟုတ်သေးဘူးပေါ့နော် studio ကဒီလိုမျိုးမြို့လယ်မှာနေနေဆိုလို့ရှိရင် studio က1000ပတ်လည်လောက်ကိုသွားပါလိမ့်မယ် VK နေနဲ့တွက်မယ်ပေါ့နော် student တွေပြီးလို့ရှိရင်ဒီလိုမျိုး hospital လုပ်နေတဲ့ Azubi များသောအားဖြင့်ကမိသားစုနဲ့နေဘူးဆိုလို့ရှိရင်မျိုး VK လေးတွေမှာနေကြပါတယ်ပြောမယ်ဆိုလို့ရှိရင် living together roommate ပေါ့နော်ဒီလိုမျိုးနေရာတွေမှာနေကြတယ်ဘေးကြီးတွေက450ထက်ရောတဲ့နေရာကတော့မရှိဘူးရဲ့450ထက်ရောပြီဆိုလို့အဲ့ဒီနေရာကလူလိုနေရာမှာလည်းမဟုတ်ဘူးပေါ့အဲ့တော့ဒီဗီဒီယိုမှာ450ကနေပြီးတော့800ကျ950လို့ပဲတွက်ပါမယ်အဲ့တော့ဘေးကြီးမှာနေစရိတ်က950ကုန်သွားပြီနေရတဲ့ဘေးကြီးကလည်းပဲ warm လား cold လားဆိုတာလည်းရှိသေးတယ်ပေါ့နော်1 meter oder kalt meter ဒါကဘာကိုဆိုလိုချင်တာလဲဆိုလို့ရှိရင်သူက warm ဆိုလို့ရှိရင်အကုန်လုံး inclusive ပေါ့နော်ရေမီအပူပေးအကုန်လုံးပါပြီးသားဒါက1 card rent ကကြတော့ဒါတွေအကုန်လုံးမပါဘဲအိမ်စရိတ်ကြီးပဲက card rent ဖြစ်ပါတယ်အဲ့တော့အကုန်လုံး inclusive ကို600နဲ့တွက်ကြည့်ရအောင်ဒီ Hamburg မှာပေါ့နော်450နဲ့ရှိတဲ့နေရာတွေလည်းရှိပါတယ်ဒါပေမဲ့သူကမြို့ပြင်လေးနဲ့လေးထွက်ရတာတို့ဟိုမြို့ပြင်မှာပဲရှိတာပေါ့နော်ဒီကတော့မြို့ပြင်မှာပဲရှိပါလိမ့်မယ်မြို့ထဲမှာ450နဲ့ရဖို့ကအရင်ရှားပါတယ်600လောက်မှပဲလူလိုနေရပါလိမ့်မယ်ဒီဗီဒီယိုမှာ600နဲ့ပဲတွက်ပါမယ်inclusive ပေါ့နော်အိမ်ခန်းက600အစားအသောက်ကအနည်းဆုံး250လောက်သုံးရပါတယ်ပြီးရင်ဂျာမနီနိုင်ငံမှာ Deutschland ticket ဆိုပြီးတော့ယထာလက်မှတ်ကိုလိုမျိုးတလစာအပြတ်ဝယ်လို့ရတဲ့ service ရှိပါတယ် that's the best thing about Germany here ဘာလို့လဲဆိုတော့လမ်းကြောင်းတစ်ကြောင်း ticket ကိုတစ်ခုချင်းစီသာဝယ်ရမယ်ဆိုလို့တလကိုခီးသွားစိလာစိနဲ့ကားတွေအများကြီးမှအများကြီးကုန်လိမ့်မယ်ဒါပေမဲ့ဒီနိုင်ငံမှာကနိုင်ငံလုံးကိုကြိုက်တယ်လို့သွားလို့ရတဲ့ Deutschland ticket တစ်ခါပဲပေးတလကို58ယူရိုနှစ်ကုန်လို့ရှိရင်62မှ2လား65လားဘယ်လောက်ဖြစ်မယ်ပေါ့နော်အခုလောလောဆယ်အထိကတော့58ယူရိုပဲပေးရပါသေးတယ်ပြီးလို့ရှိရင်ဥပမာဖုန်းပေက15ယူရိုဒါမှမဟုတ်10ယူရိုလောက်ထားမယ်ထားလိုက်ပါတော့10 to 15 euro နေုံစားရုံလေးကိုကိုယ့်ရဲ့တလားစာအသုံးစရိတ်က923ယူရို950ပဲထားလိုက်ပါတော့950ဖြစ်နေပါပြီအဲ့ဒီမှာကိုယ့်ရဲ့လစာပတ်လုံးပါပြီအဲ့တော့ဒီလိုမျိုး Hamburg လိုနေရာမျိုးမှာနေပြီးတော့အလုပ်လုပ်ချင်တဲ့ hospital လုပ်မယ်ဆိုလို့အိမ်လားခက600ထက်မနည်းနိုင်ဘူးဆိုလို့ဘာမှမဖြစ်နိုင်ပါဘူးပတ်စံစုဖို့ကခုပြန်ပြီးဖြည့်ရှင်းလို့ရတဲ့နီလန်ကတော့ hospital တခုတည်းမဟုတ်ဘဲနဲ့ part time လည်းလုပ်မယ်ပေါ့နော် part time ကိုတစ်ပတ်ကို920ဖြစ်စီ10ဖြစ်10ဆိုလို့ရှိရင် mini job ဖြစ်မယ်920ဆိုလို့ရှိရင် part time job ဖြစ်မယ်နောက်ထပ် full time ကတော့လုပ်ဖို့မဖြစ်နိုင်ဘူးပေါ့အဲ့တော့ part time or mini job နောက်ထပ်တစ်ခုခုပဲလုပ်မှပတ်စံလောက်ပါလိမ့်မယ်လို့ရှိရင်လုံးဝမလောက်နိုင်ပါဘူး
ဒါက Hamburg မြို့ပေါ့ခုနောက်ထပ်မြို့သေးတစ်မြို့ကိုတွက်ပြပေးကြည့်ပါမယ်ဥပမာအဖြစ် Lübeck လို့မြို့လေးတစ်သေးလေးမှာဆိုလို့ဒီအိမ်စရိတ်က250ကနေ900အတွင်းရှိပါတယ်250ဆိုရင် Vegi ကောင်းကောင်းရတယ်ပေါ့နော်အဲ့တော့250နဲ့တွက်တယ်ထားလိုက်ပါ250စားစိတ်က200 Deutschland ticket က58 home pay တွေပါတယ်အကုန်လုံးကကျန်တဲ့ဟာတွေအတူတူပဲအဲ့လိုဆိုလို့ရှိရင်လုံးဝတိတိတတ်တာလျော့သွားပါတယ်တကယ်လို့ကိုကမြို့ပေါ်မှာလည်းနေခြင်း social circle ကောင်းတယ်လူငယ်တွေတော်တော်များများမြို့ပေါ်တွေမှာပဲနေခြင်းကြရတယ်ပေါ့ခီလာဆိုလို့ဟန်ဘတ်ကိုအရင်ကြိုက်တယ်ဟန်ဘတ်ကနေဘယ်မှမထွက်သွားခြင်းကဲဒီမှာဆက်ဘလောက်ပဲပေးရဒီမှာဖြစ်အောင်နေမှာအခုလောလောဆယ်ကဟန်ဘတ်ကိုအရင်သဘောကျနေရပေါ့နော်အဲ့တော့လာစားတူချင်းကိုကထပ်ပြီးတော့နောက်ထပ်အချိန်ပိုင်းတစ်ခုခုမလုပ်ချင်ဘူးဆိုလို့ရာပြောင်းတဲ့နီလန်နဲ့ဖြည့်ရှင်းလို့ရပါတယ်အခါတလေကြောင့်လို့ရှိရင်ကိုရတဲ့ Hospital ရဲ့ company ကနေပြီးနေစရာကမ်းလှမ်းနေစရာစီစဉ်ပေးတယ်ဆိုလို့ရှိရင်လည်းကအဆင်ပြေသွားနိုင်တယ်ပေါ့လဲဆိုတော့ company တွေမှာကျတို့ရဲ့ housing ရှိတယ်လို့ရှိရင် low income အတွက်ကို subsidize လုပ်ပေးထားတယ်အဲ့လိုမျိုးplan တွေရှိကြရဲပေါ့နော်အဲ့လိုမျိုးရလို့ရှိရင်တော့အဆင်ပြေဆုံးဖြစ်ပါလိမ့်မယ်မလောက်ဘူးလားဆိုလို့လုံးဝလောက်နိုင်ပါတယ်နေတဲ့နေရာပေါ်မူတည်မယ်ကိုရတဲ့အခန်းကဈေးဘယ်လောက်ကြီးလဲပေါ်မှာမူတည်မယ်ဒါပေမဲ့ Hamburg မှာလည်းဖြစ်အောင်နေခြင်းလဲဆိုလို့အခန်းနေရာရှိပါတယ်450တန်းလည်းရှိတယ်တကယ်လို့ကိုရတဲ့အလုပ်နေရာကဝေးတယ်ဆိုလို့ရှိရင် living condition နည်းနည်းလိုက်ညှိရမယ်ပေါ့နော်လုံးဝလောက်ပါတယ်ခိကအတိတွေမှာဒီဂျာမန်နိုင်ငံသားတွေတောင်မှ Hospital လုပ်နေကြတဲ့လူတွေထဲမှာအပြင်အိမ်မှာနေခြင်းပေမဲ့လည်းပဲနေစရာရှာမရလို့အိမ်မှာနေရတဲ့သူတွေမဟုတ်လို့ရှိရင်လက်ကိုကအတုံးကျန်းလို့မိဘနဲ့အတူတူနေပြီးတော့လုပ်နေရတဲ့သူတွေလည်းအများကြီးရှိပါတယ်အဲ့တော့ဒီမေကွန်းရဲ့အဖြေကများသောအားဖြင့်ဒီကခိုင်ကန်ရှင်ပေါ်မှာပဲမူတည်ရဲပေါ့နော်ခိုင်ကန်ရှင် living standards ကဘယ်လိုခြင်းလဲပြီးလို့ရှိရင်ကိုကဘယ်လောက် comfortable ဖြစ်နေခြင်းလဲလိုမျိုးပေါ်မှာပဲမူတည်ပါတယ်ဒါကြောင့် Hospital ရဲ့လာစာကနေဖို့စားဖို့အတွက်လောက်ရဲ့လားဆိုတဲ့မိကွန်းကကိုပဲနေရာမှာနေမှာကိုကဘယ်လို living standards နဲ့နေခြင်းလဲဒီလိုမျိုးပေါ်တွေမှာမူတည်ပါတယ် Hamburg တို့ Berlin တို့အဲ့လိုမျိုးကြီးတွေမှာလုံလောက်ဖို့ခက်ခဲပါတယ်ဒါပေမဲ့မျိုးတတိလေးတွေသွားပြီးတော့နေခဲ့တယ်ဆိုလို့ရှိရင်ကတော့အရန်လွယ်ပါလိမ့်မယ်စီးနဲ့ကန်နဲ့စားတဲ့တောက်တဲ့နေတဲ့ထိုင်နေဆိုလို့ရှိရင်စုဖို့တောင်ဖြစ်နိုင်ပါလိမ့်မယ်အဲ့တော့ Hospital ရွေးတာကိုစဉ်းစားတဲ့အခါမှာမျိုးကြီးလားသေးလားကိုပါထည့်ပြီးတော့စဉ်းစားကြည့်ချင်ပါတယ်ဒီဗီဒီယိုက Hospital လုပ်ဖို့အတွက်စဉ်းစားနေတဲ့သူတွေကိုအကူအညီဖြစ်စေချင်လို့ရိုက်ထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်နောက်ဗီဒီယိုတွေကိုကြည့်ချင်တယ်ဆိုရင် subscribe လုပ်ထားပေးဖို့တောင်းဆိုပါရရှင်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ bye 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 I will see you again I will be posting more German content bye bye later